အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံသောညာချမ်းချိန်ခါလေးဖြစ်ကြပါစေဆိုတော့ကျွန်တော်ရင်ရက်တွေကပြောသွားတဲ့ဗီဒီယိုတွေကပမာဏအဖြစ်အရန်များပြီးတော့ကျွန်တော် facts လို့ခေါ်တဲ့ဒီသတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီးမျှဝေပေးသွားတာပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့တော့ပေါ့ပေါ့ပါလေးဖြစ်သွားအောင်လူလဲစိတ်ဝင်စားအောင်လို့ကျွန်တော်တို့လိုမူရေးစေဝါသမားတွေအရက်သမားတွေမှာဖြစ်နေဖြစ်တာရှိတဲ့အမှုချင်းတွေတခုအကြောင်းကိုကျွန်တော်မျှဝေပေးခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းကျွန်တော်လက်တွေ့အသုံးစကားဘာလဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးတစ်ခါလေးမှအတွေးရမ်းပေါက်ပြီးတော့ဘဝမှာအရန်ကိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ best version ပေါ့နော်အရန်ကိုအကောင်းဆုံးပုံစံတစ်ခုဖြစ်အောင်တိဆောက်ချင်တယ်လို့ငါဘဝကိုငါကောင်းမွန်အောင်နေတော့မယ်လို့ငါဘဝကြီးမှာမကောင်းတာတွေဘာမှမလုပ်တော့ဘူးဆိုတော့ခွန်အားတွေတစ်ချက်မှာဝင်လာတတ်တယ်အဲ့လိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့တွေဘာလုပ်ကြလဲဆိုတော့နော်ဒီအပေါ်မှာကျွန်တော်ရေးထားတဲ့တိုက်တယ်မှာပါတဲ့စာသားလို့ပဲဒီတစ်ခါနောက်ဆုံးနဲ့မပြီးဆုံးနိုင်သောတန်တရားဆိုတော့ဒါကကိုတယောက်တည်းသူတယောက်တည်းမဟုတ်ဘူးလူတိုင်းဖြစ်တယ်ကျွန်တော်တုန်းကလည်းအဲ့လိုမျိုးခဏကြုံတွေ့စဉ်းစားခဲ့ရတယ်ဘာလို့ဆိုဒီနေ့တော့ငါဒီမူရေးစေဝါကိုသုံးပြီးလို့ရှိရင်ငါနားတော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချတယ်အရက်တောက်တဲ့အချိန်မှာလည်းထုံနီး၎င်းမယ်တော့ကျွန်တော်ဒီနေ့ငါဒါလေးကိုဝါအောင်အားပါရကွာစပက်ရှယ်အမီလီယာလေးတခြားပြင်ဆင်ပြီးတော့အရက်ကောင်းဘီယာကောင်းလေးကောင်းမွန်လေးတောက်လိုက်မယ်နောက်နေ့ကျရင်နားတော့မယ်ဆိုတော့ဆုံးဖြတ်ချက်တွေချပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးစိတ်ကျဉ်တဲ့သွားတယ်ဆိုတော့ခံစားချက်ကဘယ်သောအခါမှရမလာဘူးရမလာပဲနဲ့အဲ့စိတ်ကြည်နှံမှုနောက်ကိုမရအောင်လိုက်ရင်ဒီတန်တရားကြီးကမပြီးဆုံးတော့ဘူးပေါ့နော်အဲ့မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့နေ့စဉ်3-4ဘူးတောက်နေရကနေနေ့စဉ်ရက်ဆက်တာကိုပြီးဝဲလာတဲ့အခါတောက်သုံးလာတဲ့အခါမှာ tolerance ကမြင့်လာတယ်ဒီမူးရေစေဝါဖြစ်စေအရက်သေးစာဖြစ်စေဒီဟာပေါ်မှာကျွန်တော်တို့ခံနိုင်အားများလာတဲ့အတွက်3-4ဘူးကနေပြီးတော့4-5-6ဘူး9ဘူး10ဘူး9ဘူး10ဘူးတော့ကျွန်တော်နောက်ဆုံးမူးရေစေဝါနားလိုက်တော့ဆိုရင်ပမာဏတော်တော်များတယ်တရက်ကို3-50လောက်ပမာဏအဲ့လိုမျိုးပမာဏအခုဒီကျွန်တော်ဘီယာနောက်ဆုံးကျွန်တော်နားလိုက်တဲ့အချိန်တော့လည်းကျွန်တော်တရက်ကိုဘူးအရှည်ပေါ့တော့အတော်မဟုတ်ဘူးဘူးအရှည်တော့မှကျွန်တော်တောင်း 4.5% တော့ 5.0% တော့ကျွန်တော်မတော့ဘူး 8.0% ကိုကျွန်တော်အဲ့တစ်ထိုင်နဲ့10ဘူးလောက်ချတာညာတိုင်းအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကိုကဘလောက်တောက်လဲမူးမလာတော့ဘူးဒီမူးပြီးတော့ပျော်ရွှင်နေတဲ့အရာသားလည်းမခံစားလာတော့အပြင်ဘာဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကိုရင်းကလီစာတွေအင်္ဂါတွေကနော်ကျွန်တော်တို့အုံနောက်အာရုံကြောတွေကကိုသတိမထားမိခင်အချိန်မှာဘာဖြစ်လာလဲဆိုတော့ရောင်ရမ်းလာတယ်ပြက်စီးလာတယ်အာရုံကြောတွေထိခိုက်လာတယ်ဆိုတော့အဲ့ဒီဟာကိုခန္ဓာကိုယ်တွေက message တွေပေးတယ်နော်အဲ့ message ပေးတော့ကျွန်တော်သတိထားပြီးတော့နားထောင်ဖို့တီးဖို့ကြည့်ဖို့လိုတယ်အဲ့လိုသတိထားပြီးပြီဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ရက်နားပြီးတော့ကျွန်တော်လိုအပ်တဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေအကူအညီလိုအပ်ရင်ယူကိုယ့်ဘာသာကိုဖြတ်လို့ရရင်ဖြတ်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘဝကိုပြန်တည်ဆောက်ဖို့လိုပါတယ်ဆိုတော့အဲ့လိုမှမဟုတ်လို့ရှိရင်တော့ကျွန်တော်ဒီခေါင်းစဉ်တွေမှာပါတဲ့အတိုင်းပဲဒီနေ့ပြီးရင်လုံးဝမတောက်တော့ဘူးနဲ့မပြီးဆုံးနိုင်တော့တန်တရားထဲမှာခြာလပတ်လဲပြီးတော့ကိုယ့်ဘဝကတဖြည်းဖြည်းနင်မောလာပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုတွေဒီလိုမျိုးအကြောင်းအရာတွေမျှဝေပေးနေခြင်းအကြောင်းအရာကကျွန်တော်ပြောလိုက်တဲ့စကားတိုင်းမှာเนาะကျွန်တော်ပေးလိုက်တဲ့ message တစ်ခုတိုင်းမှာကိုကြည့်နေတဲ့အချိန်နဲ့တွားပြီးတော့တိုက်ဆိုင်တဲ့အခါမှာကုသိုလ်ကံလည်းကောင်းတဲ့အခါမှာပညာဉာဏ်လည်းဝင်နေတဲ့အခါမှာအော်ဒီလူကြီးပြောတာဟုတ်တယ်ဒီဘဲကြီးပြောတာဟုတ်တယ်ငါနားရမယ်ဆိုပြီးတော့အတိအကျတစ်ခုဝင်သွားရင်တော်တော်အဆင်ပြေပြီးတော်တော်ကျင့်တတ်စရာကောင်းပြီเนาะကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောညာချမ်းချိန်ခါလေးဖြစ်ကြပါစေခင်ဗျာ